အလုတ်တစ်ဖက်နဲ့ကလေးထင်းရတဲ့မေမေတွေမိသားစုတာဝန်မလင်ဟင်းရလေအောင်ကူညီပေးနိုင်မဲ့နီလန်ကောင်းလေးတွေကိုဒီဗီဒီယိုလေးထဲမှာလာပြီးတော့မျှဝေပေးသွားကြပါတယ်မိသားစုတွေကိုတာဝန်ခွဲဝေပေးပါကိုတယောက်တည်းအရာရာကိုလုပ်နေရမယ်ဆိုရင်တော့ရေရှည်တောင့်ခံနိုင်မှာမဟုတ်ပါဘူးဘယ်အရာမဆိုကိုလုံးမဖြစ်မယ်လို့မတွေးထားပါနဲ့ကိုစားပြီးသားပကံတွေစေးတာမီတာကအခွန်အခတွေကိုစောင့်ပေးတာကကိုယ့်ရဲ့အမျိုးသားအနေနဲ့ကူညီပေးလို့ရပါတယ်အိမ်သားတွေကိုအမိုက်မဖွားဖို့ကိုယ့်အိယာကိုသိမ့်ဖို့ကိုလုံနိုင်တဲ့အရာတွေကိုကိုယ့်အသိစိတ်ဓာတ်နဲ့ကိုလုံနိုင်ဖို့အလေးအကျင့်လုပ်ထားပေးပါတနေ့တာအလုပ်တာဝန်တွေကိုကြိုးစီစဉ်ထားပါကိုယ်ပဲအချိန်မှာဘာလုပ်ရမလဲဆိုတာကိုကြိုပြီးစီစဉ်ထားတာဟာကိုယ့်အတွက်အချိန်ကုန်သက်သာပြီးအကျိုးရှိစေသလိုထင်ထားသလောက်လဲဝန်တော့ဝန်ဖို့ဖြစ်တော့မှာမဟုတ်ပါဘူးဘယ်နေ့မှတော့ဈေးသွားမယ်ဘယ်နေ့အတွက်ကိုဘာချက်ပြုတ်မလဲဘယ်အချိန်မှာကိုယ့်ရဲ့ကလေးကိုကြောင်းကြိုကြောင်းဖို့လုပ်ရမလဲဒီနေ့ကိုလုပ်ရမယ့်အလုပ်တာဝန်တွေကဘာလဲနောက်နေ့တွေမှာရောဘာလုပ်ဖို့ရှိမလဲအစရှိသဖြင့်ကြိုပြီးအစီအစဉ်လုပ်ထားကြည့်ပါကလေးတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့ကိုကမနက်ပိုင်းအလုပ်သွားတဲ့အချိန်ကလေးတွေနဲ့အဆက်အသွယ်မပြတ်အောင်ဖုံးဆက်တာဖြစ်စေအသက်ငယ်သေးတဲ့ကလေးတွေဆိုရင်တချင်းဆိုပြစကားပြောပြရေမောပျော်ရွှင်နေတာကိုဗီဒီယိုရိုက်တာဖြစ်စေအတန်သွင်းတာဖြစ်စေအိမ်မှာကြံခဲ့တဲ့မိသားစုဝင်တွေကိုဖွင့်ပြခိုင်းပါလိုအပ်လာရင်တခြားသူတွေကိုအကူအညီတောင်းပါတခါတလေမှာထင်မထားတတ်တဲ့ကိစ္စဆိုတာပေါ်လာတတ်ပါတယ်ဥပမာကလေးရဲ့ကျောင်းကမိဘအုပ်ထိန်းသူတယောက်ယောက်ကိုခေါ်ခိုင်းတာညကအလုပ်တွေအရမ်းများသွားလို့မနက်ပိုင်းမှာအချိန်သိမ့်မရှိလို့ဟင်းမချက်လိုက်ရတာကိုယ့်ရဲ့အိမ်သားမှာမိလောင်တာစတဲ့အရေးပေါ်အခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့အိမ်နီးနားချင်းကိုယ့်အိမ်နဲ့နီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုဖုန်းလန်းဆက်ပြီးအကူအညီတောင်းပါကိုဂယုစိုက်ပါအထူးသဖြင့်အိမ်မှုတာဝန်အလုပ်ကိစ္စကလေးကိစ္စအစရှိတဲ့တာဝန်ဝတ္တရားတွေပြည့်နေတဲ့မိခင်တွေအတွက်တော့ကိုယ့်ရဲ့ကျန်းမာရေးကိုပိုလို့တောင်ဂယုစိုက်ပေးဖို့လိုအပ်ပါတယ်ဗီတာမင်နဲ့အာဟာရဓာတ်ပေါကြွယ်ဝတဲ့အစားအစာတွေကိုနေ့စဉ်မျှတစွာစားသုံးပေးပါရေများများတောက်ပါညဘက်တွေမှာစောစောအိပ်ပါတနေ့တာအိပ်ချိန်ဟာ9နာရီနဲ့10နာရီကြားမှာရှိဖို့လဲမမေ့သင့်ပါဘူးပိတ်ရက်မှာမိသားစုဝင်တွေကိုအချိန်ပေးပါရုံးတက်ရက်တွေမှာကိုမိသားစုနဲ့စကားလက်ဆုံမပြောရလို့အတူမရှိရတဲ့အတွက်ပိတ်ရက်တွေမှာတော့သူတို့နဲ့အတူပျော်စရာကောင်းမဲ့အရာတွေလုပ်ပါရုံးပိတ်ရက်မနေ့ကမှာမိသားစုအတူလေးကျင်ကန်ထွက်လို့တာပျော်ဝဲစားထွက်တာအိမ်တန်ရှင်းရေးလုပ်တာအိမ်မှာမုံအတူလှုပ်ရှားကြတာအစရှိသဖြင့်ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးပေးတာဟာမိသားစုပေါ်မှာထားတဲ့ကိုယ့်ရဲ့မေတ္တာကိုထုတ်ဖော်ပြသရာရောက်ပါတယ်အခုမျှဝေပေးခဲ့တာတွေကတော့အလုတ်တစ်ဖက်နဲ့ကလေးထိန်းနေရတဲ့မိတွေမိသားစုတာဝန်မလင်ဟင်းရလေအောင်ကူညီပေးနိုင်မဲ့နီလန်ကောင်းလေးတွေပဲဖြစ်ပါတယ်